ခင်ဗျားဗီဒီယိုတွေကဘာလို့ YouTube professional တွေလို့လှုပ်ရှားမှုမရှိပဲတောင်းတောင်းဖြစ်နေရတာလဲဆရာကြတဲ့ editor တွေအများသုံးပြီးအတွေ့အကြုံမရှိတဲ့လူတွေလုံးဝသတိမထားမိတဲ့ခလုတ်တစ်ခုကပ်မှာရှိတယ်အဲ့ဒါကတော့ key frame ပဲကျွန်တော်စပြီး edit တုန်းကပုံတစ်ပုံဒါမှမဟုတ်စာသားတစ်ခုကို screen board တင်ဒီတိုင်းငင်းငင်းကြီးပေါ်လာတာကြည့်ရတာအရင်အပျော်တမ်းဆန်လုံးနဲ့နောက်မှသိလိုက်ရတာကနာမည်ကြီး content creator ရဲ့ video တွေမှာစာသားပဲဖြစ်ဖြစ်ပုံပဲဖြစ်ဖြစ်ငြိမ်နေတာမျိုးလုံးဝမရှိဘူးဖြည်းဖြည်းချင်းဇုံးဝင်လာတာဒါမှမဟုတ်ရေလျားနေတာဒါကကြည့်ရလူရဲ့မျက်လုံးကိုဖန်ဆားထားတာဗျကြီးစိန်ကခက်ခဲတဲ့အရာမဟုတ်ပါဘူးသူရိကံပုံစံလေးနဲ့အပေါင်းတစ်ခုကိုနှိပ်လိုက်ရုံပါပဲဗီဒီယိုရဲ့အစမှာအဲ့ဒီသူရိကံပုံကြီးစိန်လေးကိုတစ်ချက်နှိပ်ပါဗီဒီယိုရဲ့အဆုံးကိုသွားပြီးနောက်ထပ်ကြီးစိန်တစ်ခုထပ်နှိပ်ပါအဲ့ဒီဒုတိယကြီးစိန်နေရာမှာဗီဒီယိုကိုလက်နှချောင်းနဲ့ဆွဲချဲပါခုပလေးကြည့်လိုက်ရင်ဗီဒီယိုကငြိမ်းမနေတော့ပဲဖြည်းဖြည်းချင်းဇုံးဝင်သွားတဲ့ cinematic smooth movement ဖြစ်သွားပြီဒါကိုတက်သွားရင်ခမားဗီဒီယိုကအစင်တဲတစ်ခုတက်ပြီဒေတူရီမှာတော့ကြည့်ရလူကိုဖုန်းမျက်နှာပြင်ပေါ်မှာ connect ကတ်ထားတယ်လို့ဆွဲဆောင်မဲ့ tech effect နဲ့ auto caption ကြောင့်ပြောပြအောက်ကစေတဲ့ပိန်းထားလိုက်